သူမကစိတ်မပူပဲပထမချစ်သူပါတီကိုသွားလိုက်ပါလို့ပြောလိုက်တယ်။အဲ့ဒီစကားကြားတာနဲ့ယောက်ျားကဒေါသထွက်သွားခဲ့တယ်။စိတ်ပြက်လက်ပြက်နဲ့သူတကယ်ပဲလှည့်ထွက်သွားခဲ့တယ်။အိမ်မှာတယောက်တည်းကြံခဲ့တဲ့အမျိုးသမီးကယောက်ျားနဲ့ပထမဆုံးချစ်သူတို့ရဲ့တပ်ပုံတစ်ပုံကိုတွေ့လိုက်တယ်။အဲ့ဒီအချိန်မှာပဲသူမထွက်သွားရမယ့်အချိန်ရောက်လာပြီဆိုတာသိလိုက်တယ်။သူမရဲ့ပစ္စည်းတွေကိုအကုန်ထုတ်ပိုးပြီးလေးစိတ်သွားဖို့တက်စီငှားခဲ့တယ်။ဒါပေမဲ့ကားပေါ်တက်တာနဲ့တပြိုင်နက်သူမအန်ချင်လာခဲ့တယ်။ရင်မောင်းကစိုးရိမ်သွားပြီးသူမကိုဆေးရုံအမြန်ပို့လိုက်တယ်။အဲ့ဒီမှာပဲသူမကိုဝင်ရှိနေကြောင်းသိလိုက်ရပြီးအရန်အံ့ဩသွားခဲ့တယ်။ကိုဝင်စစ်ဆေးမှုအထည်ရပြီးနောက်သူမစိတ်မကောင်းစွာနဲ့ဆေးရုံတွေကထွက်လာခဲ့တယ်။ဒါပေမဲ့အပြင်မှာယောက်ျားရဲ့ပထမဆုံးချစ်သူနဲ့တိုက်ဆိုင်တွေ့လိုက်ရတယ်။တခုခုမားနေတယ်ဆိုတာသဘောပေါက်သွားတဲ့ပထမချစ်သူကသူမရဲ့ညီမလိုဟန်ဆောင်ပြီးဆရာဝန်ကိုတိတ်တိတ်လေးမေးမြန်းခဲ့တယ်။အမျိုးသမီးကိုဝင်ရှိနေတယ်ဆိုတာသိလိုက်တဲ့အချိန်မှာတော့သူမအရန်ဒေါသထွက်သွားခဲ့တယ်။အမျိုးသမီးကတော့ယောက်ျားကိုကိုဝင်ကြောင်းပြောဖို့အိမ်ပြန်လာခဲ့တယ်။ဒါပေမဲ့သူမမပြောရသေးခင်မှာပဲယောက်ျားကပထမချစ်သူစီကဖုန်းခေါ်တာကိုလက်ခံရရှိခဲ့တယ်။ယောက်ျားထွက်သွားတော့မယ့်အချိန်မှာအမျိုးသမီးကကျမကိုဝင်ရှိနေပြီလို့ပြောလိုက်တယ်။ယောက်ျားကနေရာမှာတင်တောင်းခဲသွားခဲ့တယ်။ဒါပေမဲ့သူတို့ပြန်ဖို့မတိုင်ခင်မှာပဲဖုန်းထဲကပထမချစ်သူရဲ့ငိုတန်းကိုကြားလိုက်ရတယ်။နောက်ဆုံးမှာတော့ယောက်ျားကငါပြန်လာတဲ့အထိစောင့်နေလို့ပဲပြောနိုင်ခဲ့ပြီးပထမချစ်သူကိုကူညီဖို့ထွက်သွားခဲ့တယ်။ကိုဝင်ရှိနေတဲ့အမျိုးသမီးကတော့တယောက်တည်းကြံရစ်ခဲ့တယ်